မြန်မာငွေတသိန်းထဲနဲ့ဂိမ်းမာတွေအတွက်လိုအပ်တဲ့ပစ္စည်းလေးနဲ့ကျွန်တော်ချက်ပြမယ်နော်ကျွန်တော်ပထမအဆုံးကတော့ cooling fan လေးဖြစ်ပါတယ်ဒုတိယကျတော့ကျွန်တော်တို့ဒီလက်အိတ်ပေါ့နော်လက်အိတ်ဂိမ်းဆောတဲ့ခါကျရင်အသုံးလိုတဲ့လက်အိတ်တတိယအနေနဲ့ကတော့2ချက်ပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီပေါင်တာဘူးပေါ့နော်ဒါကတော့လိုချင်မှလေးလိုမှာပါချိုးတွေကြတော့မတုံးဘူးနော်လက်အိတ်လေးပဲတုံးကြတာပေါ့ဒါနောက်ဆုံးကျိုးကတော့ကျွန်တော်ရဲ့ကျိုးလေးပေါ့နော်ဒါလေးကလက်ဆောင်ပေးလိုက်တာပေါ့မြန်မာငွေတသိန်းသေးပါပဲเนาะဒီဘူးလေးကကျွန်တော်ဝယ်တော့ကPUD2 ဆိုတဲ့တစ်စိတ်လေးနေပေါ့နော်ဈေးနှုန်းကကျတော့ဒီကောင်ဟာပဲရှိရဗျ4000လောက်ပဲရှိရဗျအဲ့ဒီကောင်လေးချက်ပြเนาะဒီကောင်လေးကတော့ခေးပါတယ်ဗျကျွန်တော်ဆိုင်မှာလေးစမ်းခဲ့ပြီးပေါ့နော်သူ့ထဲမှာဘာတွေပါလဲဆိုတာအတွင်းကျိုးပါမယ်ပြီးတော့ဒီ magnetic လေးပါမယ်ဗျmagnetic ဒီ magnetic နဲ့မရဘူးဆိုရင်လည်းဒီညက်နဲ့ဟာလေးရမယ်เนาะညက်လေးပါတယ်တော်တော်လေးကိုအဆင်ပြေပါတယ်ဗျကျွန်တော်ကတော့ iOS မှာဆိုတော့ညက်တွေ magnetic တွေမလိုတော့ပါဘူးဗျ Android တမားတွေအတွက်ရော iOS တမားတွေအတွက်ရောတော်တော်လေးကိုအဆင်ပြေပါတယ်စူးစမ်းထိုးပြအောင်เนาะဒီကောင်လေးကတော့ AI မို့ရောပါတယ်ဗျ AI မို့ပြီးကြရင်ဒီကောင်က degree က-15 ထိအေးရဗျတော်တော်လေးကိုအေးလို့ပြောလို့ရတယ်ကျွန်တော်တို့68ဝက်လောက်နဲ့သုံးမယ်ဆိုရင်10မိနစ်15မိနစ်လောက်ဆိုတာနဲ့အေးပြီဗျဒီကောင်လေးရဆိုရင်ကျွန်တော် -15 ထိတက်တယ်เนาะအေးတန်းကတော့ AI မို့လေးပါတယ်ပေါ့ AI မို့လေးပါမယ်ဒီကောင်ထဲမှာဆိုရင်တန်းပြီးတော့ရင်ငွေပြန်လာပြီเนาะဒါတော့ပဲကြည့်လိုက်တော့တန်းပြီးတော့ရင်ငွေပြန်နေဒီကောင်လေးဒါကျွန်တော်30ဝက်နဲ့ပဲစမ်းပြထားတာပေါ့နော်ကျွန်တော်စီမှာက68ဝက်အတွင်းကောင်းမရှိလို့ပါโอเคတော်လေးကိုမှအေးပါတယ်เนาะသူမနဲ့ဘရာတို့ရဲ့ဆက်ဆံရေးအတိုင်းပဲ ATA စနေပါနောက်တစ်ခုအနေနဲ့ဆိုတော့နှစ်ချက်လေးပေါ့နော်တစ်စိတ်ကတော့ M416 ပေါ့နော်ဒီနှစ်ချက်လေးကတော့ဂိမ်းမာတော်တော်လေးကိုတုံးလို့ကောင်းတယ်လို့ပြောလို့ရတယ်နော်ကောင်လေးကတော့ကျွန်တော်လေးစမ်းကြည့်ပြီးပြီပေါ့နော်တော်တော်လေးကိုအတန်နေလုံးဝနောက်မကျပါဘူးဗျကောင်လေးမှာဆိုရင်စတစ်ကာလေးရောပါမယ်နော်စတစ်ကာလေးဆိုရင်ဒါတော့ဖင်မှာပဲကက်ဖုံးမှာပဲကက်အဆင်ပြေပါတယ်ဗျဆိုင်နောက်ထပ်ဒါလေးကတော့ဘာညာရှိရှောင်းပေါ့နော်ဒီစာလေးရောကျွန်တော်ကတော့မဖတ်တတ်ပါဘူးဒါတော့ပဲဖတ်လိုက်တော့ပါစာနော်โอเคသူကနှစ်ချက်လေးချက်ထုတ်ပြမယ်เนาะကျွန်တော်ဒီကောင်လေးကတော့တန်တိုးချစ်ပါမယ်အပိတ်ဖွင့်ပါမယ်ဒါကြတော့အရီယိုတွင်ပေါက်ပေါ့နော်ဒါနှစ်ချက်ဒီဇိုင်းလေးကတော့တော်တော်လေးမိုက်တယ်ဂိမ်းမာတွေအကြိုက်ပေါ့နော်ဒီကောင်လေးကဈေးနှုန်းကဘယ်လောက်မှမရှိဘူးဗျဒီကောင်လေးဆိုရင်ကျွန်တော်ဝယ်တော့က4000ခွဲပေးရတာပါဗျဈေးနှုန်းကလေးတက်တာပြီးတော့သုံးရတာတော်တော်လေးကိုအဆင်ပြေပါတယ်ဗျကျွန်တော်ဒါလေးချက်ဖောက်ပြမယ်နော်ဒီကောင်လေးကဆိုရင်ပေါင်လက်အိတ်ပေါ့နော်ဒီကောင်လေးကလက်အိတ်ပေါင်တာဘူးလားလက်အိတ်လက်အိတ်နေမှာဟုတ်တယ်လက်အိတ်ဒီကောင်လေးကတော့လက်အိတ်ပေါ့နော်ဒီလက်အိတ်လေးတော်တော်လေးကိုစမူးဖြစ်ပါတယ်ဗျသူရတာတော်တော်လေးကိုပါပြီးတော့သုံးရတာတော်တော်လေးကိုစမူးဖြစ်တယ်နော်ဂိမ်းဆောရတဲ့အနေထားလေးမှာဆိုရင်လေကြည့်ပါတော်တော်လေးကိုပါတယ်ဒါလေးရတော့နော်သူမရဲ့ပါပြင်လေးလိုပဲချောမွေ့နေရပဲနော်အဲ့တော့မငိုရအောင်နော်ကျွန်တော်အဲ့လိုပြောလို့โอเคဒီနှစ်ခုလေးကလေတော်တော်လေးအဆင်ပြေပါတယ်ဗျနောက်တစ်မျိုးအနေနဲ့ကျွန်တော်ပေါင်တာလေးပြမယ်နော်ပေါင်တာလေးကလည်းတော်တော်လေးမိုက်တယ်ဒါတိုက်အိတ်လေးရဆိုရင်ဈေးနှုန်းလေးက6500ပဲရှိရဲဒါလေးကတော့ပေါင်တာဘူးလေးပေါ့နော်ဒီပေါင်တာဘူးကလေတော်တော်မိုက်တယ်ဘရာတို့လက်အိတ်နဲ့ပေါင်တာနဲ့ရွေးမဲ့
အနေထားမှာဆိုရင်ကျွန်တော်ကတော့ပေါင်တာကိုပဲရွေးမယ်ဗျလက်အိတ်ကြတော့ဘယ်လိုလဲဆိုတော့ပေါက်တာတို့ပြေးရတို့ကိုရီးယားတိတ်ချမတိန်နိုင်ရင်အဲ့လိုအပေါက်ပြေးရတို့တုံးလုံးမပြောရတို့ဖြစ်သွားတတ်တယ်ပေါ့ဒီပေါင်တာဘူးလေးကကြတော့လက်မှာတုတ်လင်းယုံနေသူဂိမ်းစောမဲ့အချိန်မှာပေါ့လက်မှာတုတ်လင်းလိုက်ယုံနေတော့မှစမူဖြစ်သွားမှာပဲဖြစ်ပါတယ်ပေါင်တာလေးကပေါ့နော်ကတ်နေရပေါ့ဒီကောင်လေးကတော့ချစ်ထုတ်ရမှာပေါ့ကျွန်တော်ချက်ဆန်းပြမယ်နော်တွန်းတလောက်ပါတယ်ဗျာဒီကောင်လေးဆိုရင်တော့โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုချန်နယ်တက်တယ်ဆိုရင် like and share လေးနဲ့ကူညီပေးကြပါဦး